အဲ့တော့ဒီမှာ three phase မှာဟုတ်စာ R Y B ပြီးရင်ဘာရှိမှာလဲ R S T အဲ့တော့သူကအပေါ်ကဒီ RYB ဒီကျွန်တော်တို့ကျိုးတွေကိုအယောင်နဲ့အတုံးနဲ့စနစ်နိုင်ငံတွေပေါ့ထားပါဒီကောင်ကလည်းအဲ့ဒါတွေနဲ့အစွဲပြုတ်ပြီးတော့ဒီကနေ RST ပေါ့ပြောချင်တာS က second D ကတက်ကိုပြောတာ FST လို့ရေးလိုက်ရင်ကျတော့ကမောက်ကမကြီးဖြစ်ကုန်ပါလေဟုတ်တယ်မဟုတ်လားအဲ့တော့ဒီမှာနေထားချလိုက်မယ်1မှာ R ချလိုက်မယ်ပြီးရင်4ဟုတ်လေ5မှာ Y ထားလိုက်မယ်အဲ့တော့နောက်တစ်ခုအနေနဲ့ပြီးတဲ့အခါကျတော့9မှာ B ထားလိုက်မယ်အဲ့တော့သူ့ရဲ့ peak power အနေနဲ့ပဲ circle တစ်ဝက်နဲ့ပဲတွက်လိုက်မယ်ပထမ R Y B အဲ့တော့ peak power အနေနဲ့တွက်မယ်ဆိုရင် R ကနေ Y ကိုတွားမယ် Y ကနေ B ကိုတွားမယ်ဒါကသူ့ရဲ့ connection ပေါ့ဆိုတော့ဒီအနေထား degree ချထားတဲ့အနေထားမှာဆိုရင်ဒီမှာ R ကနေဘယ်ကိုတွားမှာ Y ကိုတွားမှာ Y ကနေဘယ်ကိုတွားမယ် B ကိုတွားမယ် B ကနေ R ကိုတွားမယ်ဒါဆိုဒီကောင်ဒီညလဲဟုတ်တယ်နော်အဲ့တော့မီးကြိုးကိုချိန်မယ်ချိန်ကြည့်မယ်နော်ကျတဲ့နှစ်ကြိုးကိုချိန်မယ်နော်အစင်းလိုက်ချိန်လိုက်လို့စာကယ်ပြီးဝိုင်းလည်းမရဘူးလေအဲ့တော့ထားပါတော့ Y နဲ့ B ကိုချိန်ကြည့်လိုက်မယ် three phase motor တွေမှာကြိုးပြောင်းလိုက်ရုံပဲလေထားပါဦးဒီကြိုးပြောင်းတဲ့ဟာဘယ်လဲညာလဲကိစ္စကိုပဲပြောနေတာအဲ့တော့ဒီမှာ B ထားလိုက်မယ်နော်ဒီဘက်ကကောင်မှာ Y ထားလိုက်မယ်အဲ့တော့သူ့ရဲ့ connection သူ့ရဲ့ list ဒီလမ်းကြောင်းကကျတော့ R ကနေ Y ကနေ B အဲ့တော့ဆိုတော့ဒီနေထားမှာဘာဖြစ်လို့ညာလဲဖြစ်သွားရလဲဆို R ကနေ Y ကနေ B ကနေ R ဒါဆိုရင်ဒီကောင်ဒီဘယ်လဲ